လက်ရှိ season 41မှာဆိုရင်တော့ God လို position အရန်ယူပြီးစေးဆွဲရတယ် Main hero တကောင်ပွဲတော်များများမှာမြင်တွေ့လာရတယ်ပြီးတော့လက်ရှိ high rank တွေမှာလည်း parent တော်တော်လေးများသလို God ရဲ့တောက်လျှောက် span နိုင်တဲ့ stand နဲ့ damage တွေကိုသိရတဲ့သူတွေကကိုယ်အသင်းကကင်ရင်ကင်မကင်ဘူးဆိုရင်တန်းကိုဖမ်းနေကြတယ်အဲ့ဒါကြောင့်လက်ရှိ God လို hero ကိုဆော့ဖို့ဘာတွေအရေးကြီးလဲဆိုတော့ပြောပြပေးပါမယ်ပထမဆုံးသူ့ရဲ့ passive ကနေထွက်လာတဲ့ true damage ကလက်ရှိ Monton ရဲ့ဗပေးထားမှုနဲ့တော်တော်လေးကိုကျန်းတဲ့ main hero ထဲမှာပါနေပြီး scale 1နဲ့ scale 2ကအစားအားလေးပိုင်းမှာ8စက္ကန့်လောက်နဲ့ mana အရန်မကုန်တဲ့ hero ဖြစ်တာကြောင့် lane ပေါ်က hero weight တွေကိုတတ်ရမှာတော်တော်လေးကိုမြန်ပြီး side lane rotation ပဲလုပ်မလားဂျန်ဂလာဂန်ဂင်းတွေပဲလိုက်မလားတစ်ဖက်က drag နဲ့ကိုယ်အသင်းဘက်က teammate ပေါ်မူတည်ပြီးအားလေးပိုင်းမှာတွေကတော်တော်လေးကိုလောက်ကထွက်တဲ့ hero တကောင်ဖြစ်လာတယ်ဒါပေမဲ့ဒီ hero ရဲ့ winner လို့ပြောလို့ရမယ့်အားနည်းချက်ကတော်တော်များများတည်ပြီးသားဖြစ်တယ်လို့ဒီ hero က mobility အရင်နေတာကြောင့်ကို့မှာသာ flicker လို့ spell မရှိရင်တော်တော်လေးကိုဆေးဆော့ရတယ်အဲ့အချက်ကဘာမှတီးဆိုတာတွေ့ရလဲဆိုရင်ကိုက run မှာမြန်မာလိုကြီးဗဒယ်ဆိုင်တဲ့အခါတွေမှာကိုအသင်းရဲ့တန်းနောက်မှာမနေပဲ position အရန်ပေါ်ပြီးအရင်ဖမ်းခံလိုက်ရတာတွေlane rotation တွေနဲ့ battle gun တွေမှာကိုယ်အသင်းဘက်က position တစ်ခုတည်းကိုကြည့်ပြီးခြုံတွေကိုမဆက်ဖက်သွားနေတာဒီလို mobility အရင်နေတဲ့ hero ကိုကင်ဖို့ကတော်တော်လေးကိုခက်ခဲတယ်လို့ပြောရမယ်အဲ့လိုအချက်တွေကြောင့်အပေါ်မှာပြောခဲ့တဲ့ MPN တွေရဲ့အသင်းကြီးတွေမှာဘာလို့ခေါ်ကိုဆော့ကြလဲဆိုရင်သူတို့အနေနဲ့တန့်နေရအမြဲခြုံစစ်တယ်မလဲကြည့်တတ်ပြီးတစ်ဖက်က position တွေကိုအမြဲပြောနေကြတာကြောင့် God လို hero ကအခုပဲပေးထားမှုနဲ့အတူတော်တော်လေးကို parry များနေပြီး brother အနေနဲ့လည်းဆော့ကျင်တယ်ဆိုလိုလည်းဖြစ်နေတယ်ဆိုရင် God ရဲ့အားသာချက်တွေကတခုလို့ပြောရမယ် scale 1နဲ့ scale 2စီကနေရတဲ့ range ကွာဝေးကိုအသုံးချပြီးကိုသွားမဲ့ lane နာခြုံတွေကိုစစ်တာတော်တော်လေးကိုအသုံးဝင်ပါလိမ့်မယ်နောက်ဆုံးဒီ God လို hero အတွက်ကိုကအားလေးပိုင်းမှာတည်းက God ရဲ့အားသာချက်တွေနဲ့ဆော့နိုင်မယ်ဆိုရင် Sky Piata ဆိုတဲ့ item က God လိုအားလေး damage အရန်များတဲ့ hero အတွက်တော်တော်လေးလည်းလိုက်ဖက်သလိုနောက်ထပ် God အတွက်မပါမဖြစ် item တစ်ခုကတော့ Ice Queen ဝင်မယ်သူ့ရဲ့ skill တွေက range တစ်ခုနဲ့ span လို့ရတဲ့အချက်တွေကြောင့် Ice Queen 1စီကရတဲ့ slow effect တွေနောက်ထပ်ထပ်ပေးမဲ့ damage တွေကတစ်ဖက်အသင်းအတွက်တော်တော်လေးကိုနာကျင်လာရအောင်ဒုက္ခကောင်းကောင်းပေးနိုင်တယ်အရေးကြီးဆုံးအချက်ကတော့ God လို mobility အရင်နေတဲ့ hero ဖြစ်တာကြောင့် sport roamer တွေနဲ့ဆော့အောင်မှာတော်တော်လေးကိုခက်ခဲနိုင်ပြီး pure တက်နေတဲ့ကတိုက်ွယ်အသက်လက်မီနိုရောနဲ့ကူဖရာလို hero တွေနဲ့ဆော့ရမှာအတူတူတော်တော်လေးကို position ယူနိုင်စွမ်းနဲ့ဗလိုင်းနေရာမှာလည်းတော်တော်လေးကိုအဆင်ပြေနိုင်တယ်တခြား fighter roamer တွေက Ruby ဗဒန်တို့နဲ့လည်း combo ဆော့ရတာတော်တော်လေးကိုအဆင်ပြေနိုင်တယ်အဲဒါကြောင့် brother အနေနဲ့လက်ရှိ rank မှာဆော့နေကြတဲ့ God လို hero ကိုကန်ကြည့်ဖို့အကြံပေးပြီးဆော့နေတဲ့ brother အနေနဲ့လည်းဘယ်လိုအနေထားရှိတယ်ဆိုတာကို comment မှာဝင်အောင်ရေးသားကြည့်လို့ရပါတယ်